ကျမရဲ့မိတ်ဆွေများလုံးမင်္ဂလာပါရှင်ဗုဒ္ဓဘူးသားသမီးများအတွက်လေးလပိုင်းတစ်လစာကံကြမ္မာများကိုအခုကနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုဗုဒ္ဓဘူးသားသမီးဗုဒ္ဓဘူးညနေဖွာယာဟုသားသမီးများဒီဗီဒီယိုလိုက်ကလေးကိုအစအဆုံးလေးကြည့်ပြီးသွားပါဘာကြောင့်လဲဆိုလို့ရှိရင်လေးလပိုင်းတစ်လလုံးမှာစောင့်ရန်ရှောင်ရန်မိမိတို့ရဲ့ကံအကောင်းအဆိုးအညံ့တွေကိုအသေးစိတ်တွက်ချက်ဟောပြောပေးမှာဖြစ်ပါတယ်ကျမအနေနဲ့ဗုဒ္ဓဘူးသားသမီးဗုဒ္ဓဘူးညနေဖွာယာဟုသားသမီးရဲ့လို့နေ့နံနှစ်ခုစာကိုတခါတည်းဟောပြောပေးမှာမို့စေတနာမေတ္တာရှေ့ထားပြီးတော့ဟောပြောပေးခြင်းတာဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ကိုယ့်ရဲ့တစ်နှစ်စာနော်ကျမထံမှာဗီဒီမင်းမြဲခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမရဲ့ TikTok အကောင့်ဖုန်းနံပါတ်2ခုတင်ပေးထားပါတယ်ဒီ TikTok အကောင့်ကနေပြီးတော့မှ Viber နဲ့ချိတ်ဆက်ပြီးတော့လာရောက်မင်းမြဲလို့ရပါတယ်ညံမှုစော်က1000ပဲယူပါတယ်မိမိတို့အနေနဲ့ TikTok Messenger ကနေပြီးတော့ဗီဒီမမေးမြန်းမဲနဲ့ Viber ကနေပြီးတော့မှဗီဒီမေးမြန်းပေးပါလို့ကျမအနေနဲ့တောင်းဆိုပါတယ်။အဲ့တော့မိတ်ဆွေတို့ရဲ့လိုအပ်တာဆောင်ရန်ရှောင်ရန်ရေရန်အစီရင်အစပြုလို့ဆောင်ရွက်ပေးပါတယ်။ဒါကြောင့်မိတ်ဆွေများကျမထံမှာဗီဒီမေးမြန်းခြင်းနဲ့ရေရန်အကြောင်းအရာလေးတွေမေးမြန်းခြင်းနဲ့ကလေးနာမည်ပြီးလုပ်ငန်းနာမည်ပြီးအမှုပညာနာမည်ပြီးများမေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမရဲ့ Viber အကောင့်ကနေတစ်ဆင့်လာရောက်မေးမြန်းလို့ရပါတယ်လူကိုယ်တိုင်လည်းလာရောက်လို့ရပါတယ်နော်ကျမအနေနဲ့တက္ကဆန်ဖျားရေဒနာလမ်းမပေါ်မြောက်ဖက်မို့ B7 မှာဗီဒီဟောကန်ဖွင့်လှစ်ထားပါတယ်ကျမထံမှာလာမယ်ဆိုရင်တော့ကြိုတင်ပြီးတော့ဖုန်းဆက်တွေ့ပေးပါအဲ့တော့မိတ်ဆွေတို့ရဲ့လိုအပ်တာမှန်သမျှကျမအနေနဲ့ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ကဲအခုဗုဒ္ဓဘူးသားသမီးယာဟုသားသမီးများအတွက်စပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။ဗုဒ္ဓဘူးသားသမီးတွေယာဟုသားသမီးများဒီအသက်ပိုင်းခြားဒီလေးလပိုင်းမှာမမျော်လင့်မဲနဲ့မိမိတို့ဆုံးရှုံးပြီးတော့ထင်ထားတဲ့ငွေကြေးတွေဝင်လာတတ်ပါတယ်။ပြန်လဲရရှိတတ်ပါတယ်။အဲ့တော့ဗုဒ္ဓဘူးသားသမီးယာဟုသားသမီးများအနေနဲ့ကြတော့ဒီလေးလပိုင်းမှာမိမိတို့အနေနဲ့မိမိတို့ငွေကြေးတွေသူတစ်ပါးကိုကူညီပေးခြင်းအာမခံပေးခြင်းလုံးဝပြုလုပ်လို့မရပါဘူးရှောင်ရမှာဖြစ်ပါတယ်ဒီလေးလပိုင်းမှာအလူမင်္ဂလာတွေပြုလုပ်ရတတ်ပါတယ်เนาะဟိုကလူတန်းတွေပြုလုပ်မယ်လို့ရည်ရွယ်ထားလို့ရှိရင်လေတေချာပေါက်ပြုလုပ်ရတတ်ပါတယ်အဲ့တော့အလူလောက်ရခြင်းထိပေါက်ခြင်းတွေဖြစ်တတ်ပါတယ်အဲ့တော့အိုးပိုင်အိမ်ပိုင်ကားပိုင်မရရှိသေးတဲ့သူတွေကကိုကအိမ်ဝယ်မယ်ဆိုလို့ရှိရင်လည်းဒီလေးလပိုင်းမှာဝယ်ယူရတတ်ပါတယ်ကားဝယ်မယ်လို့ရည်ရွယ်ထားရင်လည်းကားဝယ်ဖြစ်ပါတယ်အထမြောက်အောင်မြင်တတ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့မိမိတို့ရဲ့စံနာတွေပြည့်ဝဖို့အတွက်နီးစပ်ရာအပင်မှာရုပ်စိုးမင်းထံမှာရွှေတောင်းလေးထဲမှာနော်ရုပ်စိုးမင်းနှစ်သက်တဲ့စားဝယ်တောက်ွယ်ကိုးများကိုပြင်ဆင်ပြီးတော့မှတွားရောက်ပူဇော်ပသပြီးတော့တောင်းရမယ်ဆိုလို့ရှိရင်အစဉ်ပြေပါတယ်အောင်မြင်သွားတတ်ပါတယ်အဲ့တော့ဒီလမှာဗုဒ္ဓဘူးသားသမီးတွေကမိမိတို့ရဲ့စံနာတွေပြည့်ဝဖို့အတွက်နီးစပ်ရာအပင်တစ်ပင်မှာတွားရောက်ပြီးတော့ပူဇော်ပသပေးရမယ်ရေရန်တစ်ခုဖြစ်ပါတယ်အဲ့တော့ကုန်းလေး200ထဲမယ်အမွှေးတိုင်လေးထဲမယ်ဖျောင်းတိုင်လေးထဲမယ်အဲ့တော့ရွှေတောင်းလေးထဲမှာလည်းမိမိတို့ရဲ့လိုချင်တဲ့မြေကြီးလေးထဲမယ်မိမိတို့လိုချင်တဲ့ကားဆိုရင်လည်းကားလေးတစ်စီးထည့်ထားမယ်ထည့်ပြီးတော့ရုပ်ကစိုးမင်းကိုတွားရောက်တောင်းရမ်းရမှာဖြစ်ပါတယ်
ဗုဒ္ဓဘုသားသမီးတွေကဒီလေးလပိုင်းမှာဆိုလို့ရှိရင်နိုင်ငံရခြားခရီးတွေအောင်မြင်တတ်ပါတယ်နိုင်ငံခြားရောက်နေတဲ့သူဒီရှိကတည်င်းကောင်းတွေကြားရတတ်ပါတယ်အင်မတန်ကိုမှကိုနဲ့မုန်းနေတဲ့သူကကိုပေါ်မှာချစ်ခင်နှစ်သက်လာတာမျိုးတွေကြည်ညိုလေးစားလာတာမျိုးတွေလည်းတွေ့မြင်ရတတ်ပါတယ်အဲ့တော့ဗုဒ္ဓဘုသားသမီးတွေကဒီလေးလပိုင်းမှာဆိုလို့ရှိရင်ပေါ့နော်ဗုဒ္ဓဘုသားသမီးရာဟုသားသမီးတွေပေါ့ဒီလေးလပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့အထူးတလဲဝိစားဆင်ရင်မှုတွေကိုဂရုစိုက်ပေးရမှာဖြစ်ပါတယ်ဒီလထဲမှာဆိုရင်ပုံမို့ပြီးတော့အမွေးရေစွတ်ဖြန်းပေးတာမျိုးရေမွေးတစ်ခုခုเนาะအနံ့သင်းတဲ့ရေမွေးတစ်ခုခုကိုအသုံးပြုပေးရမယ်မိမိရဲ့ဝိစားဆင်ရင်မှုကလည်းတတ်တတ်ရရလေးဝိစားဆင်ရင်ပေးရမယ်အဖြူများများလေးကိုဝစ်ဆင်ပေးမယ်ဆိုရင်ပိုကောင်းပါတယ်အရင်တော့ရိုးရိုးပစိုးပဲဝစ်စားပေမဲ့ဒီလေးလပိုင်းမှာပလေကက်ပစိုးလေးနဲ့အပေါ်ရှယ်အင်းကြီးအဖြူလေးနဲ့ရေမွေးလေးစွတ်ပြန်ပြီးတော့မှကိုယ့်ရဲ့တနေ့တာကိုတိုက်ရက်စွာဝစ်စင်မယ်ဆိုလို့ရှိရင်လည်းတဲ့မိမိရဲ့ကိုယ်ဆောင်နဲ့တည်းချစ်ခင်လာပြီးတော့မှမိမိတို့ရဲ့အလိုရှိရာကိုပုံကြီးပံ့ပိုးပေးတတ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘုသားသမီးရာဟုသားသမီးကဒီကာလမှာဆိုလို့ရှိရင်ရှယ်အင်းကြီးအဖြူလေးနဲ့ပလေကက်ပစိုးကိုများများလေးဝစ်စင်ပေးရကြမှာဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့မိမိတို့ရဲ့ဒီဆိုင်တစ်ဖွင့်တာတွေလုပ်ငန်းအသစ်တည်ထောင်တာတွေတင်နန်းတွေဖွင့်လှစ်တာတွေเนาะတခုခုပေါ့လုပ်ငန်းတွေစတင်နိုင်မယ်ဆိုလို့ရှိရင်လည်းရေမွေးများများအသုံးပြုပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီကာလလေးမှာလူချစ်လူခင်ပေါ်များမယ်ကိုလူကြည်ညိုလေးစားမယ်မုန်းနေတဲ့လူကလည်းပြန်လဲချစ်ခင်နှစ်သက်လာမယ်ငွေကုန်ကြေးကျရမ်းများသွားတဲ့ကာလလည်းဖြစ်တယ်ငွေမမြဲခြင်းတွေလည်းဖြစ်တယ်အဆိုင်ထဲမှာငွေဘလောက်ပဲများများထက်ကုန်သွားတတ်ပါတယ်တနေ့တာပေါ့ဘာမှမဟုတ်ဘဲနဲ့ကိုငွေတွေအများကြီးထွက်သွားတာမျိုးတွေအသုံးပြုနေရတာမျိုးတွေလည်းတွေ့မြင်ရတတ်ပါတယ်ဒါပေမဲ့လို့ဒီလေးလပိုင်းမှာကိုကစိတ်ချမ်းသာစရာတွေတစ်ခုပြီးတစ်ခုစက်တိုက်ကြားရမယ်အဲ့တော့ဘာလေးပဲဖြစ်ဖြစ်ကောင်းတဲ့သတင်းလေးတွေကြားရမယ်စိတ်ကြည်နူးစရာလေးတွေတွေ့မြင်ရတတ်တဲ့ဒါမျိုးတွေအများအပြည့်ကြုံရမှာဖြစ်ပါတယ်နော်အဲ့တော့ဗုဒ္ဓဘုသားသမီးတွေရာဟုသားသမီးတွေကအချီးနဲ့ပတ်သက်ရင်တော့ကံမကောင်းတတ်ပါဘူးမိမိချစ်သူကနောက်ထပ်အသစ်တစ်ယောက်တွေ့လို့ကိုယ်ထားခဲ့ပြီးတော့မှလမ်းခွဲသွားရတာမျိုးတွေအဲ့အပေါ်မှာလဲကိုကလုံးဝဒီဂယုမဆိုင်ပဲနဲ့နေသက်သွားတာမျိုးတွေเนาะအဲ့တော့ချစ်ရေးမှာကိုကချစ်သူအသစ်ရရှိတာမျိုးတွေကိုကသူ့အဖြေပေးမယ်လို့ယူရထားပြီးတော့မှပြတ်သွားတာမျိုးပြီးအဖြေမပေးဖြစ်ပဲနဲ့သူကတခြားတစ်ယောက်ကိုပြန်ပြီးတော့စိတ်ဝင်စားတဲ့လက္ခဏာတွေတွေ့ရလို့ကိုကနောက်ဆုတ်လိုက်ရတာမျိုးဒါမျိုးတွေလည်းကြုံရတတ်ပါပြောချင်တာကကြတော့ဗုဒ္ဓဘုသားသမီးရာဟုသားသမီးတွေဒီကာလမှာအခြေရေးလုံးဝစိတ်ဝင်စားပါနဲ့စိတ်ဝင်စားရင်လည်းအခုလိုမျိုးကြုံရတတ်ပါတယ်မမြဲခြင်းတွေဖြစ်တတ်ပါတယ်အဲ့တော့လူလိန်ခံရတတ်တယ်လှည့်စားခံရတတ်တယ်ဆိုတာဒီအပေါ်မှာအခြေခံသွားတတ်ပါတယ်အခြေရေးမှာလှည့်စားခံရတာမျိုးတွေအလိန်ခံရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်အိမ်အောင်ကြီးမှာကြာတော့လေဘာမဟုတ်တာလေးနဲ့ဟိုစကားတွေများမယ်စိတ်ဝမ်းကွဲစရာတွေခဏရန်ဖြစ်တာမျိုးတွေလည်းကြုံရတတ်ပါတယ်ဒါပေမဲ့လို့ဒီကာလလေးမှာတော့လင်မယားတွေပြန်ပြီးတင့်မြတ်တာမျိုးတွေပြန်ပြီးပျော်ရွှင်ရတာမျိုးတွေကြည်နူးရတာတွေရတယ်ပြန်လဲရရှိတတ်ပါတယ်ဒါကြောင့်အိမ်အောင်ကြီးကကောင်းတယ်လို့လည်းပြောလို့ရတယ်စိုးတယ်လို့လည်းပြောလို့ရတယ်ပေါ့အဲ့ဒီပေါ်မှာကိုကတတိထားမယ်အိမ်အောင်ရှင်တွေဂယုဆိုင်မယ်ဆိုရင်တော့အိမ်အောင်ကြီးတာယာချမ်းမြေ့တတ်ပါတယ်အချစ်ရေးမှာတော့လုံးဝမစင်စားပါနဲ့ပေါ့နော်အဲ့တော့ဗုဒ္ဓဘုသားသမီးရာဟုသားသမီးတွေကဒီလေးလပိုင်းမှာအသက်ပိုင်းခြား90ကျော်ကာလဆိုရင်ဂယုဆိုင်ပေးပါလေနဲ့ပတ်သက်ပြီးကျန်းမာရေးညံ့တတ်ပါတယ်ဆေးရုံဆေးကန်ရောက်ရှိတတ်ပါတယ်ကိုယ်တချမ်းလေဖြတ်ခြင်းတွေဖြစ်တတ်ပါတယ်သွေးကြောပိတ်ခြင်းတွေဖြစ်တတ်ပါတယ်အဲ့တော့မိမိတို့ရဲ့နာမည်ဂုဏ်သတင်းတွေထိခိုက်ရတတ်ပါတယ်90ကျော်နောက်ပိုင်းမှာဗုဒ္ဓဘုသားသမီးရာဟုသားသမီးတွေအထူးဂရုစိုက်ရမှာဖြစ်ပါတယ်အဲ့ဒီကြောင့်တနင်္လာနေ့ညနေပိုင်းလေးမှာပေါ့3နာရီ4နာရီနောက်မှာကျွေခရားကိုအဖြူရောင်လေးကိုရှာဝယ်ပါကျွေခရားကိုအဖြူရောင်လေးထဲမှာ900
မွေးမွေးလေးအချိုလေးပေါ့